နမေကြီးမင်းသားကြီးတယောက်ရဲ့သမီးပေမိအသက်3နှစ်ရွယ်တဲ့ကစွန့်ပစ်ခံခဲ့ရကြောင်းရှင်းဖွင့်လာတဲ့အလှမေမိုးဆက်ချိုပရိသတ်ကြီးတို့၏အနုပညာလောကဆိုတာဟာအရှုပ်ရှင်းကိစ္စတွေအလွန်များတဲ့နေပဲတစ်ခုပါကိုကျင်တရားရှိတဲ့အနုပညာသမားတွေလည်းရှိကြပေမယ့်အချို့လူကြည့်ဝတ်တွေကိုဖောက်ဖျက်တဲ့အနုပညာသမားတွေကြောင့်အခုလိုအနုပညာလောကဟာလူထင်မြင်သေးစရာဖြစ်အောင်ဇက်ရှုပ်တွေပေါ်များနေကြတာဖြစ်ပါရီဒီလိုဇက်ရှုပ်ကိစ္စတွေတဲ့ကတခုကတော့အလက်တလုံးမှာနမေကြီးတဲ့အလှမေမိုးဆက်ချိုရဲ့ကိစ္စပါပဲအလှမေမိုးဆက်ချိုဟာဆိုရင်တော့ Miss Universe Inse 2025ပြိုင်ပွဲဝင်တယောက်ဖြစ်ပြီးအနုပညာမျိုးရိုးရှိသူတယောက်လည်းဖြစ်ပါရီဒီနေရာမှာပြဿနာဖြစ်တာကအဲ့အနုပညာမျိုးရိုးပါပဲဘာလို့လဲဆိုတော့မိုးဆက်ချိုရဲ့အနုပညာမျိုးရိုးဟာလူသိရှင်ကြားထုတ်ပြောခွင့်ရှာတဲ့မျိုးရိုးမဟုတ်ပဲအခုမှသာလူတွေသိကြတဲ့မျိုးရိုးဖြစ်နေလို့ပါပဲပရိသတ်တွေနားလည်အောင်ပြောရမယ်ဆိုရင်တော့မိုးဆက်ချိုရဲ့ဖခင်ဖြစ်သူဟာအနုပညာလောကရဲ့နာမည်ကြီးမင်းသားကြီးတွေကတလက်ဖြစ်ပြီးအရှင်ကမိုးဆက်ချိုနာမည်ထုတ်ပြောခွင့်မရှိခဲ့တဲ့သူဖြစ်နေလို့ပဲဖြစ်ပါရီအလာမေမိုးဆက်ချိုဟာသူမအနုပညာမျိုးရိုးကနေလာတဲ့ဆိုတာကိုပရိသတ်တွေကိုထုတ်ဖော်ပြောပြီးနောက်သူမရဲ့အနုပညာရှင်ဖေဖေအကြောင်းကိုလည်းရဖွေပြောဆိုခဲ့တာဖြစ်ပါရီသူမရဲ့ပြောစကားအရဖခင်ဖြစ်သူဟာစနေနေ့နဲ့စတဲ့နာမည်နှလုံးရှိတဲ့နာမည်ကျော်မင်းသားကြီးတူဖြစ်တယ်လို့သိရပါရီအဲနာမည်ကြီးမင်းသားကြီးကပဲမိုးဆက်ချိုနဲ့မိခင်ဖြစ်သူကိုမိုးဆက်ချိုအသက်3နှစ်ရွယ်မှာတွေကထားသွားခဲ့တာဖြစ်ပါရီပြောရရင်တော့သူမရဲ့ဖခင်လို့ဆိုရမယ်မင်းသားကြီးဟာမိုးဆက်ချိုတက်ငယ်ငယ်လေးမှာတင်သူ့ရဲ့လက်ရှိအိမ်တော်ကျနေတဲ့မိန်းမနဲ့လိုက်ပြေးသွားခြင်းပဲဖြစ်ပါရီပထမဇနီးနဲ့အရွယ်မတိုင်သေးတဲ့သမီးငယ်ငယ်လေးကိုပြစ်ပြီးတော့အခြားမိန်းမနောက်လိုက်သွားရက်တဲ့မိုးဆက်ချိုရဲ့ဖခင်ဖြစ်သူကတော့တကယ့်ကိုမှဖခင်မြတ်တာနဲ့လူသိက္ခာကင်းမဲ့တယ်လို့ဆိုရမှာပါပဲအဖေဆိုတာကိုနားလေတက်ဆရွှဲမာတွေကဖခင်ဖြစ်သူရဲ့စွဖြစ်ခြင်းကိုခံလိုက်ရတဲ့မိုးဆက်ချိုကတော့သူမရွယ်ရောက်လာပြီးနောက်ပိုင်းမှာဖခင်ဖြစ်သူကိုအကြိမ်ကြိမ်ဆက်သွယ်ဖို့ကြိုးစားခဲ့ပါရီဒါပေမဲ့ဖခင်ဖြစ်သူဘက်ကသူမကိုပြန်ဆက်သွယ်မှုမပြုဘဲပြစ်ထားခဲ့ပြီးတော့ဘလောက်ထိတောင်မှဆိုးလဲဆိုရင်မွေးနေ့တွေမှာသွားဆူတောင်းပြရတောင်မှဘလို့တဲ့အထိလုပ်ခဲ့တာပဲဖြစ်ပါရီမိုးဆက်ချိုရဲ့ပြောစကားအရသူမရဲ့ဖခင်ရှင်ကဆိုရင်တော့သူမကိုရမ်းချစ်ခဲ့တဲ့ဖခင်တရားဖြစ်ခဲ့ဘူးလေလို့သိရပါရီအထူးသဖြင့်ခုလက်ရှိဇနီးနဲ့လိုက်မပြေခင်အချိန်တုန်းကသူမကိုလုံးမင်းချစ်ခင်ယူဆိုင်ပေမယ့်အခုချိန်မှာတော့လုံးဝကိုမှပြောင်းလဲသွားခြင်းပဲဖြစ်ပါရီအလာမီမိုးဆက်ချိုကငငယ်ကဆိုရင်တော့ဖခင်ကိုဘာလို့ဒီလောက်ပြောင်းလဲသွားရလဲဆိုပြီးတော့နားမလည်တဲ့စိတ်နဲ့စိတ်နာခဲ့ပေမယ့်အခုလက်ရှိမှာတော့ဖခင်စီကနေမြတ်တာတရားလေးနေငယ်ကိုပဲစွန့်ကြဲခံရဖို့အတွက်မျှော်လင့်နေရှာသူလေးဖြစ်ပါရီဘလောက်ပဲဖခင်ကပေါ်မှာနာကြီးနေပါစေဖခင်မြတ်တာကိုနင်းနေများလို့ကျင်တာကတော့တာသမီတိုင်းရဲ့ဆန္ဒတစ်ခုပါပဲနော်အထူးသဖြင့်လူမဲတီတဲ့စာရွှေတွေကဖခင်မြတ်တာကိုငတ်မွတ်လာရတဲ့မိုးဆက်ချိုတယောက်ဘလောက်တောင်မှစိတ်တရားတွေရရှိခဲ့မယ်ဆိုတာခံမှန်းကြည့်လို့ရပါရီတနာစရာမိုးဆက်ချိုလေးကတော့သူမရဲ့ဖခင်ခုချိန်မှာတစ်စက္ကန့်လောက်တွေ့ရရင်တောင်မှတွေ့ဆုံခြင်းပြီးတော့ဖတ်ထားခြင်းလို့ဆိုပါရီအဲ့ဒါပြင်ဖခင်ဖြစ်သူဟာတရုတ်ဆောင်မင်းသားကြီးဖြစ်တဲ့အတွက်၎င်းဖခင်ဖြစ်သူနဲ့ရုပ်ရှင်တူတွေ့ရဖို့ကလည်းသူမရဲ့အိမ်မက်လို့ဆိုပါရီပရိသတ်တွေကတော့မိုးဆက်ချိုပြောတဲ့သူမရဲ့ဖခင်ဖြစ်သူကဘယ်သူပဲဝါဆိုတာကိုတေချာသိနေခဲ့ကြပြီးဖခင်မြတ်တာငတ်နေတဲ့မိုးဆက်ချိုတက်လေဝိုင်းဝန်းစာနာပေးခဲ့ကြပါရီဒါကြောင့်လည်းသူမကိုဖက်ဖက်ကနေဝိုင်းဝန်းထောက်ခံကြံပေးကြသလိုသမီးဖြစ်သူပေါ်မှာရရဆက်ဆက်ပြတ်သွားရက်တည်းအိမ်နမဲကြီးမင်းသားကိုလည်းဝိုင်းဝန်းရှုတ်ချခဲ့ကြပါရီဖခင်မြတ်တာငမိုးနေတဲ့မိုးဆက်ချိုတယောက်လည်းဖခင်နဲ့အမြန်လည်းပြန်ဆုံစည်းပြီးတော့ဖခင်စီကနေလူသိရှင်ကြားသိမဲ့ပြုခင်ရဖို့ပရိသတ်ကြီးကိုလည်းဝိုင်းဆူတောင်းပေးလိုက်ပါအောင်ရှင်